မင်္ဂလာပါချာတီတို့ရေကတ်တူစီရီအသစ်တွေထပ်တိုးပါပြီဘူနဲ့အဲလီယက်တငယ်ချင်းနှစ်ယောက်ကစွန့်ပစ်ထားတဲ့နေရာဒီစခန်းတစ်ခုကိုတွေ့ရှိခဲ့ပါတယ်ငါတို့ဒီစခန်းကိုတရိတ်ဆန်နိုင်လွတ်လပ်လပ်နေလို့ရတဲ့နေရာအဖြစ်ပြောင်းလိုက်မယ်တော်ရိုင်းဘွားကိုလေးလာချင်းပေါ့ကွာဘာလို့လဲပါအဲ့ဒီနေရာဒီစခန်းမှာတခြားတရိတ်ဆန်တွေနဲ့အတူကြောက်ကြောက်ရွှင်ရွှင်နေထိုင်နိုင်ဖို့တောတွင်းစခန်းတစ်ခုကိုဖန်တီးခဲ့ကြတယ်ငါတို့ကဘသူတွေလဲတော်ရိုင်းဆန်ကဲအဲ့လိရဲ့ငါတို့နောက်ဆုံးတော့သဘောတူညီမှုရသွားပြီဒါအကောင်းဆုံးအရင်ဆန်တဲ့ပုံစံပဲတငယ်ချင်းတို့လည်းပြောစရာကောင်းတဲ့နေရာဒီစခန်းကိုအတူတူလိုက်ခဲ့ဖို့မြန်မာစကားပြောတဲ့ကာတွန်းစီးအသစ်ဖြစ်တဲ့တောပြောင်လေးများရဲ့နေရာဒီခီးစဉ်ကို Canal Plus Channel တစ်ခုထဲမှာပဲထုတ်လွှင့်ပြသပေးနေပြီမို့လို့စစ်စစ်ဆောင်ကြည့်နော်